ဒီတကယ်ချင်းနေခဏခဏလာပေးတယ်ဒီဖုန်းနဲ့အတူတူပဲသူတို့ဖုန်းတွေဆော့ပြီးတော့မှဒီလိုတော့ဝင်သွားတော့ပြန်မဖွင့်တတ်ဘူးဘယ်လိုပြောမလဲဝင်သွားတာလည်းမဟုတ်ပါဘူးเนาะသူတို့ထည့်ပြီးသူတို့မေ့သွားတာမေ့ပြီးတော့ပြန်မဖွင့်တတ်တော့ကျွန်တော်လာပေးတယ်ကျွန်တော်လည်းမဖွင့်တတ်ဘူးဆိုတာသူတို့ဘယ်လိုခတ်ထားလဲဆိုတာကျွန်တော်လည်းမသိဘူးအဲ့လိုမသိတော့တချို့တွေကစိုင်သွားပို့ကြတယ်စိုင်သွားပို့တော့ပတ်စံကုန်တယ်ဒါပေမဲ့ကျွန်တော်စီလာပြီးတော့ကျွန်တော်ပြောရနော်ပတ်စံတော့လိုချင်လို့မဟုတ်ပါဘူးပတ်စံလည်းကျွန်တော်မယူပါဘူးအလကားလုပ်ပေးတာပါနော်ဒါပေမဲ့လည်းတငယ်ချင်းတွေလည်းဘုရုဒ္ဓအဖြစ်ရအောင်လို့ပြောပြတာပါဒီလိုဖြစ်လာပြီဆိုလို့ရှိရင်စိုင်လင်းသွားကြမလို့ဘူးကိုယ့်ဘန်ကိုလည်းလုပ်လို့ရအောင်လို့ကျွန်တော်ပြောပြမှာနော်အရင်ဆုံးဘာမှလုပ်ချင်မလို့ဖုန်းကိုအရင်ပိတ်လိုက်ပါနော်ပိတ်လိုက်မယ်ဖုန်းပိတ်လိုက်မယ်ဖုန်းပိတ်သွားပြီဆိုတာနဲ့နော်ဒီဖုန်းကိုဖုန်းပိတ်ဖုန်းဖွင့်ခလုတ်ဒီခလုတ်တစ်ခုနဲ့နော်ဒီခလုတ်တစ်ခုပြီးရင်ဒီခလုတ်မှာနှစ်ခုရှိတယ်ဟုတ်တယ်မလားအပေါ်နဲ့အောက်အပေါ်ခလုတ်ကိုနှိပ်မယ်နော်ပြီးရင်ဒီခလုတ်ကိုသုံးခုတစ်ခုနှစ်ခုသုံးခုနော်တပြိုင်တည်းနှိပ်လိုက်မယ်တပြိုင်တည်းနှိပ်ပြီးဖုန်းဖွင့်လိုက်မယ်ဒီပုံစံရလာမယ်နော်ဒါပေမဲ့ဒီမှာအင်္ဂလိပ်စာရေးဆိုတော့ကျွန်တော်အင်္ဂလိပ်စာတော့မဖတ်ခိုင်းနဲ့နော်ကျွန်တော်ရဲ့အင်္ဂလိပ်စာတော့ဘီယာနဲ့လဲတော့လို့ကုန်သွားပြီဒါမှမဟုတ်ရင်လည်းပိတ်ကြည့်တော့နေများပါသွားလားမသိဘူးနော်ဒီမှာအခုဒီလိုပုံစံရမယ်နော်ဖုန်းအနီးကပြမယ်အဲ့တော့ဆွဲဒီအောက်ခလုံးနဲ့သူ့ကိုဆွဲချလာမယ်နော်ဒီမှာ၃ကြောင်းမြောက်ပေါ့နော်နှစ်ခါဆွဲချလာတော့ဒီ၃ကြောင်းမြောက်ရမယ်အဲ့ဒီကောင်ကိုရောက်ပြီဆိုတာနဲ့ဒီခလုတ်ကိုနှိပ်မယ်နော်ဒီခလုတ်ကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ဒီလိုရလာလိမ့်မယ်ရလာလို့ရှိရင်တစ်ခါဆွဲချမယ်တစ်ခါနှစ်ခါသုံးခါလေးခါငါးခါ၆ခါခုနှစ်ခါနော်ခုနှစ်ခါမြောက်ပါနော်ဒီခလုံးနဲ့ဆွဲချလိုက်တာခုနှစ်ခါမြောက်ရပြီဆိုတာနဲ့ပြီးရင်ဒီခလုတ်ကိုထပ်နှိပ်မယ်နော်ဒီလိုဖြစ်သွားပြီဆိုတာနဲ့ခဏဆောင်ပြီးလိုက်ခုနပုံစံပြန်ထွက်လာလိမ့်မယ်ရပြီနော်ဒီပုံစံရလာပြီဆိုတာနဲ့တခါဒီခလုတ်ကိုပဲနှိပ်နော်ဘယ်ခလုတ်မှနှိပ်ချမလို့တော့ဘူးဒီခလုတ်ကိုပဲနှိပ်မယ်နှိပ်လိုက်မယ်အသေးစိတ်တော့ရှင်းပြချင်ပါတယ်နော်ဒါပေမဲ့ကျွန်တော်မှလည်းအလုပ်ကမအားဘူးအလုပ်ကလည်းရှိတာမဟုတ်ပါဒါပေမဲ့လည်းကျွန်တော်လည်းတငယ်ချင်းတွေဘူးတူတာရအောင်လို့နော်လုပ်ပေးတာပါခုဖုန်းလာမယ်ဒီပုံစံရလာရင်ဒီမှာနှိပ်မယ်ဒီမှာနှိပ်ပြီးလို့ရှိရင်ဒီမှာ wifi ဖွင့်နေလိမ့်မယ် wifi ပိတ်လိုက်ပါမသုံးပါဘူးနော်ပိတ်ပြီးလို့ရှိရင်ပြီးရင်ဒီခလုတ်ကိုထပ်နှိပ်မယ်နှိပ်ပြီးရင်လည်းဒီခလုတ်ပဲဆက်နှိပ်မယ်ပြီးရင်ဒီမှာဒီနေရာမှာတစ်ချက်ထည့်ပေးပါပြီးရင်ဒီမှာတစ်ချက်ထည့်ပြီးလို့ရှိရင်ဒီကောင်ဆက်နှိပ်မယ်နှိပ်ပြီးရင်ဒီမှာနော်ဒီ Gmail ရှိတဲ့လူတော့ Gmail ထည့်လို့ရတာပေါ့နော် Gmail မရှိဘူးဆိုရင်လည်းထည့်ရမလို့အဲ့တော့အောက်မှာနှိပ်မယ်မထည့်ဘူးဆိုရင်ပြီးအောက်မှာဆက်နှိပ်မယ်ဒီပုံစံနဲ့ရလာမယ်အောက်မှာပဲဆက်နှိပ်ပါအဲ့ဒီမှာနာမည်တွေပါထည့်ချင်ရတာပေါ့နော်ဒီတယ်လီဖုန်းပိုင်ရှင်ရဲ့နာမည်ပေါ့ဒါပေမဲ့ကျွန်တော်တို့မထည့်တော့ဘူးနော်မထည့်ဘူးနော်တိုင်းမဲ့သွားခန့်လိုက်မယ်ကြော်လိုက်မယ်ဒီပုံစံရလာရင်လည်းအောက်မှာဆက်နှိပ်ထုတ်ပြီးဒီမှာထပ်နှိပ်မယ်နော်ဒီပုံစံရလာမယ်ပြီးရင်ဒီမှာဆက်နှိပ်မယ်အရင်တော့ကဝယ်လာတဲ့ပုံစံအတိုင်းတော့လည်းမရှိတော့ဘူးเนาะ